ဒီနေ့ cryptocurrency ဘယ်တစ်ခုဖြစ်တဲ့ Solana နဲ့ USD ပေါ့နော်။ဘယ်တစ်ခုကို market analyze လုပ်မယ်။ market analyze လုပ်ပြီးတော့မှ market ကို focusing လုပ်ထားမယ်ပေါ့နော်။ market focusing လုပ်ထားပြီးတော့မှကျွန်တော်ဝင်ရမယ့် entry နေရာရောက်ရင်တော့ရောင်းဝယ်တစ်ခုကိုလုပ်ပါမယ်ဟုတ်ပါပြီ။ဆိုရင်ကျွန်တော်လုပ်နေကြအတိုင်းပဲကျွန်တော် higher time frame ကိုအရင်တော့ကြည့်မယ်။ higher time frame က daily time frame ဆိုတော့ daily time frame မှာ Solana ကအခုတလောမှအရင်ကိုတက်နေတယ်။ဘာကြောင့်လဲဆိုတော့ဒီ fundamental new တွေအရာလည်းအရင်ကောင်းနေတဲ့အတွက်ကြောင့် Solana ကအတက်ဈေးပြနေတယ်။ဒါဆိုရင်ကျွန်တော်ဒီမှာကျွန်တော် transfer လိုက်ပြီ။ Solana က down trend လေးမှာဖြစ်နေတယ်။ဒီနေ့အတွက်ဒီ good law တို့မှာတော့သူကဈေးအရင်တက်နေတယ်။ဒါပေမဲ့လည်း daily trend အရာကြည့်မယ်ဆိုရင် Solana က correction ပေါ့နော် down trend correction တွေမှာရောက်နေတယ်။ဆိုရင်ကျွန်တော်တို့ရဲ့ daily resistance ပြီးတော့မှဒီ lower low correction create လုပ်တယ် lower high ပြန်လာပြီး lower low ဆင်းသွားတယ်။ဆိုရင်ဒါကကျွန်တော်တို့ရဲ့ daily နေဆုံးစေ support ပေါ့နော် daily support ဟုတ်နော် daily support on daily resistance ကြည့်ဒါ impulse move ဒီလိုဆင်းလာတယ်ဆင်းလာပြီးတော့မှဒီမှာပြန်ပြီးတော့မှဒါကcorrection create လုပ်တယ် create လုပ်ပြီးတော့မှ impulse လာတယ်ဒီမှာ correction အသေးစား create ထပ်လုပ်တယ်ပြီးတော့မှ impulse လာတယ်ဒီကောင်ကပြန်ပြီးတော့မှဒီလိုလဲ daily time frame နဲ့ကြည့်မယ်ဆိုရင်တော့သူကဒီ structure အသေးကို break out ဖြစ်သွားပြီ structure အသေးရတယ်ဆိုရင် inner structure ကိုသူက break out ဖြစ်သွားပြီပေါ့နော်။ဒါကျွန်တော်တို့ချင်းကြည့်အောင်။ဒီလိုမျိုးကြည့်လိုက်မယ်ဆိုရင်ဒါအနည်းဆက်ဆုံး daily resistance ဖြစ်တယ်ဟုတ်ပြီနော်။တကယ်လို့ဒီ daily ဒီ resistance ကိုထပ်ဖောက်တယ်ဆိုရင်အပေါ်ကိုထပ်ဖို့အတွက်ပို့ပြီးတော့မှ chance များတယ်။ဆိုရင်ကျွန်တော် 4 hour time frame ကိုတက်ကြည့်မယ်။ 4 hour time frame မှာblue pattern create လုပ်တယ်ဆိုတော့ကျွန်တော်တစ်ချက်ကြည့်မယ်။4 hour time frame မှာဆိုရင်သူရဲ့ဒီ 4 hour time frame အရင်တော့ရှိခဲ့တဲ့ဒီ average system ကိုလည်းသူ break out ဖြစ်သွားပြီ။အဲဒါတော့ကျွန်တော်အနေနဲ့ပြန်ပြီးဒီမှာကြည့်မယ်ဆိုရင် 4 hour time frame မှာဒါကsupport နော်ဒါကlower high ဒီမှာထပ်ပြီးတော့မှ DT ကိုတော့ lower high အနေနဲ့တက်သွားတယ်။ lower high အနေနဲ့တက်တယ်တက်ပြီးတော့မှ higher low ဆိုပြီးတော့မှအောက်ကိုပြန်ဆင်းလာတယ်။ဒီနောက်က higher low higher low လုပ်ပြီးတော့သူပဲတက်သွားတယ်ဆိုတော့လုပ်ပြီးတော့မှ higher high ကိုပြန်တက်သွားတယ်။ higher high ကိုပြန်တက်သွား higher ကိုတက်သွားပြီးတော့မှဒီ inner trend ကိုလည်း inner structure ပေါ့နော် inner trend line ကိုလည်းသူ break out ဖြစ်သွားအခုပုံစံအားဖြင့်ပို့အောင်မှာဆိုရင်သူက retest ပြန်လာနေတဲ့ပုံစံမျိုး retest ဆိုဒီကောင် retest လုပ်ပြီးပြန်ပြီးတက်မလားအဲ့ဒီချက်ကိုကျွန်တော်တို့စောင့်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာတက်ပြီးတော့မှ double confirm လုပ်မယ်ဆိုရင်ကျွန်တော် Fibonacci ကိုသုံးပြီးတော့ Fibonacci ကိုသုံးပြီးတော့မှနော် confirm လုပ်မယ်ဆိုရင်သူအနည်းဆုံးဒီ 0.18 လောက်ထိပြန်ပြီးတော့မှ retrace ပြန်လာမလားအဲ့ဒီချက်ကိုကျွန်တော်စောင့်ကြည့်ရအောင်ပေါ့နော်ဥပမာဖြင့်သူဒီထိကို retrace ပြန်လာပြီးတော့မှတက်မလားဒါက 4 hour time frame အရကျွန်တော်တို့စောင့်ကြည့်မယ်ဟုတ်ပြီနော်
ဒါမှမဟုတ်ရင်ဒီနောက်မှာ 4 hour time frame ဒီကဒီတိုင်းစောင့်ကြည့်မယ်ဟုတ်ပြီကျွန်တော်နောက်1 hour time frame ကိုတော့ကြည့်မယ်1 hour time frame မှာတော့သူက pattern ကို create လုပ်မယ်ဆိုတော့ဒီမှာနည်းနည်းအဲဒီမှာပြုတ်ဖို့နေပြီဟိုဒီ1 hour time frame မှာ pattern ကိုကျွန်တော်ဆွဲမယ်ဆိုရင်ဒီလိုမျိုးဆွဲလို့ရမယ်ဟုတ်တယ်previous pattern ကascending or expanding ascending channel create လုပ်တော့တယ်ပေါ့နော်ဟို previous ပထမဆုံး ascending channel create လုပ်တော့ပြီးတော့မှအခုကpattern ပြန် create လုပ်နေလဲဆိုတော့flat pattern ပြန်ပြီးတော့မှဒီမှာ create လုပ်နေတယ်ဒီမှာတစ်ချက်ထိတယ်တစ်ချက်ထိတယ်ဒီမှာပြန်ပြီးတော့အောက်ဒီ pattern ရဲ့ဒီ support line ပေါ့နော်ဒီ trend line ပေါ့နော်lower trend line ကိုလာပြီး touch လုပ်ပြီးတော့ upper trend line ကိုထိတယ်ကျတို့ကသူကထိပုံမှန်ပေါ့နော် pattern တိုင်းသွားမယ်ဆိုရင်ဒီကနေပြီးတော့မှ okay ဒီကိုပြန်ထိဒါမျိုး movement ပေါ့နော်လက်ဖြစ်လာနိုင်တယ်ကျွန်တော်အနေနဲ့ဒီတစ်ချက်ကိုစောင့်မယ်ဒီကောင်နားမှာပြန်ပြီးဖောက်တက်လာပေါ့ပြန်ပြီးဖောက်တက်တယ်ဒီနားမှာပဲကျွန်တော်ဒီဥစ္စာပေါ့ဒီ candle ရဲ့ candlestick ရဲ့ confirmation ကိုကြည့်ပြီးတော့မှဒီနားမှာ over trade ယူမလားပေါ့နော် over trade ဝင်မလားပေါ့ over trade ဝင်မယ်ဆိုရင်ကျွန်တော်တို့ကအကောင်းဆုံးကတော့ဒီနားမှာကျွန်တော်တို့ stop loss ကိုထားဘာလို့လဲဆိုတော့သူကဒီ Fibonacci အရစဉ်သူက 0.618 ကိုပြန်ပြီးတော့မှဆင်းလာနိုင်တဲ့အနေထားရှိနိုင်တယ်သူဘာလို့ပြောမလဲဒီ candle လေးပေါ့နော်ဒီလိုမျိုး cherry ပေါ့နော်ဟိုက cherry candle နဲ့လာပြီးတော့ထိသွားနိုင်တယ်အဲဒါကျွန်တော်တို့က stop loss ကို previous ဒီမှာ previous high မှာကျွန်တော်တို့လာထားလိုက်တယ်ထားလိုက်ပြီးတော့မှအဲ့ဒါဆိုရင် higher high higher low higher high ဟိုပြန်တက်သွားပြီဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာတက်သွားပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဘယ်လိုဆို risk and reverse 1 is equal to 3ဖြစ်တဲ့3ပဲယူနေဖြစ်တဲ့အတွက်ကြောင့်ဒါ daily SNR နဲ့လည်းညီတယ်အဲ့လိုမျိုးပေါ့နော်ဆိုလာနာလာဒီလိုမျိုးဒီထိကျလာခဲ့မယ်ဆိုရင်ကျွန်တော်ဒီ over trade လေးကိုဝင်ဖို့ဟို focus လုပ်ထားပါတယ်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာ